ဟယ်လီတယောက် KFC ဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်။သူမကကျောင်းသူတယောက်ဖြစ်တဲ့အသက်ကြောင့်မို့လို့တစ်ဖက်တစ်လမ်းကနေဝင်ငွေရအောင်လုပ်ခဲ့ပြီးအချိန်ပိုင်းကရတဲ့လစာကလည်းသူမအတွက်အဆင်ပြေခဲ့ပါတယ်။သူမကညဆိုင်ပဲစင်းတဲ့အတွက်ကြောင့်မို့လို့ဆိုင်ပိတ်ခံနေတိုင်းကြံနေတဲ့အစားအသောက်တချို့ကိုစားစိတ်ချွေတာဖို့အတွက်အိမ်ကိုယူသွားတတ်ပါတယ်။ KFC မှာရှိတဲ့အစားအစာကောင်းတဲ့အထူးခြားချက်တစ်ခုကတော့ကြက်သားကိုမတူညီတဲ့ပုံတွေနဲ့လုပ်ထားတာပါ။ကြက်သားတွေကိုညီညညာဖြတ်ပြီးအရသာအကုန်နေပြီဆိုရင်တော့စီမြန်းများထဲမှာခဏနှစ်ထားရပါတယ်။အကယ်လို့ထင်သလောက်မကြက်သေးဘူးဆိုရင်တော့2ခါလောက်ကြော်ပေးရပါတယ်။လိုချင်တဲ့အနေအထားရပြီဆိုလို့ရှိရင်တော့စားသုံးလို့ရပါပြီ။ကြက်ကြော်ကိုမကြိုက်တဲ့လူဆိုတာကမရှိသလိုဒီ KFC ကြက်ကြော်ကိုတော့လူတော်တော်များများကမှာစားကြပါတယ်။ဟယ်လီတယောက်ကတော့ဒီကြက်ကြော်ထဲဘာတွေပါလဲဆိုတာတော့တခါမှမေးခွန်းမထုတ်ခဲ့ပါဘူး။ဆိုင်မှာလာစားတဲ့သူတွေကလည်းနေ့တိုင်းလိုအများကြီးပါပဲ။အစပိုင်းမှာတော့ဟယ်လီတယောက်အချိန်ပိုင်းအလုပ်လုပ်တာကအစင်လဲပြေပြီးတော့ညစာအတွက်လည်းပတ်စံချွေတာဖို့အတွက်ဆိုင်ကပိုတဲ့ကြက်ကြော်တွေကိုယူစားခဲ့ပါတယ်။ကြက်ကြော်စားရင်းနဲ့တွေးနေမိတာကအထဲမှာဘာတွေပါနေလဲမသိပေမဲ့အလကားစားရတဲ့အတွက်ကြောင့်မို့လို့သူမအတွက်အဆင်ပြေနေခဲ့ပါတယ်။တနေ့မှာတော့ဟယ်လီလည်းပုံမှန်အတိုင်းအလုပ်သွားပြီးတော့ကြက်ကြော်စားတဲ့သူတွေအတွက်ရောင်းချပေးခဲ့ပြီးပိုနေတဲ့ကြက်ကြော်တွေကိုသူမရဲ့ညစာအတွက်အိမ်ကိုယူသွားခဲ့ပါတယ်။သူမထထားတဲ့ကြက်ကြော်ဘူးကစီရီယိုကျနေတာကိုမသိပဲကားထိုင်ကုန်ပေါ်မှာတော့မှပေးနေခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တော့ပုံမှန်လိုပဲကြက်ကြော်စားပြီးတော့ TV ကိုကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ပထမတစ်လောက်သူစားလိုက်တဲ့အချိန်မှာထူးခြားမှုတစ်ခုကိုစပြီးတော့ခန်းစားလာရတယ်။ကြက်ကြော်ကိုကြည့်လိုက်တော့လဲမနေ့ကထက်ပိုပြီးတော့ယူလာတာကိုသတိထားမိခဲ့ပါတယ်။အခုချိန်မှာသူမကြက်ကြော်ကိုကြိုက်တာမကြိုက်တာတွေမတွေးမိတော့ပါဘူး။အရသာကိုစားရတာကချိုးတလူလိုစက်တလူဖြစ်ပြီးတော့ပါဆက်ထဲကိုရောက်သွားတဲ့အခါမှာခါးတလူမျိုးဖြစ်နေခဲ့ပါတယ်။ဒီကြက်ကြော်မှာကထူးဆန်းတာတစ်ခုခုရှိနေပြီးတော့ဆိုင်ကိုနေ့တိုင်းလာမစားတဲ့သူတွေကတော့သူမအခုလိုမျိုးဖြစ်နေတဲ့အရာကိုသတိထားမိမယ်မထင်ပါဘူး။သူမရဲ့အတွေးထဲမှာတော့ကြက်ကြော်ထဲရောနေထားတဲ့အရသာမှုတ်တွေထဲကတခုခုရက်လွန်ထားတယ်လို့ထင်ခဲ့တာပါ။သူမလည်းစက်မစားတော့ဘဲနဲ့တည်င်းပေါက်ကနေလွတ်ပစ်လိုက်ပါတယ်။နောက်ထပ်တစ်နေ့မှာတော့သူမရဲ့လှုပ်ဖော်ကိုင်ဘက်တိုနီကကြက်ကြော်ရဲ့ထူးဆန်းတဲ့အရသာကိုပြောနေခဲ့ပါတယ်။ဟယ်လီမနေ့ကကြက်ကြော်စားပြီးတော့လွတ်ပစ်ခြင်းတဲ့စိတ်ကငါတယောက်တည်းပဲဖြစ်နေတာလား။မင်းရောငါလိုပဲလား။ငါလည်းကြက်ကြော်ကိုစားမကုန်ဘဲနဲ့လွတ်ပစ်ခဲ့ရတယ်။ကြည့်ရတာတခုခုအရသာမှားနေသလိုပဲ။မဟုတ်တော့ပါဘူး။မနေ့ကကြက်ကြော်ထဲထည့်တဲ့အရသာတွေကိုငါအကုန်စစ်ပြီးပြီ။ငါအထင်တော့အထဲမှာရောဆက်ထားတဲ့တခုခုကိုမသိအောင်ပြောင်းထားသလိုပဲ။ငါသိပြီ။ငါတို့လိုမျိုးနေ့တိုင်းမစားတဲ့သူတွေကအခုလိုမျိုးအရသာပြောင်းနေတာကိုသတိထားမိမှာမဟုတ်ဘူး။ဟုတ်တာပေါ့။ဒီမှာအလုပ်စားလုပ်ကလေးကငါတို့ကအမြဲစားခဲ့ရတာလေ။ဒီလိုနဲ့သူတို့စားတဲ့ကြက်ကြော်ကဘလို့အရသာတွေရှိတယ်ဆိုတာကိုပြောနေခဲ့ကြပါတယ်။တိုနီကတော့ကြက်ကြော်နဲ့ပတ်သက်တဲ့နောက်ွယ်ကအကြောင်းအရာတွေကိုအလုပ်ပြီးမှဆက်နေကြမယ်လို့လည်းပြောခဲ့ပါတယ်။အလုပ်ပြီးတော့သူတို့လည်းခောက်ဆွဲဆိုင်တစ်ဆိုင်မှာတွေ့ကြပြီးကြက်ကြော်ကရက်လွန်နေတာလားဒါမှမဟုတ်တခုခုထည့်ထားနေတာလားဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။ဟယ်လီအနေနဲ့တိုနီလိုကောင်လေးမျိုးကသူမနဲ့အဆင်ပြေနေတော့သဘောကျသွားခဲ့ပါတယ်။ဟယ်လီလည်းအိမ်ရောက်တဲ့အခါမှာတော့မနေ့ကပြစ်ထားတဲ့ကြက်ကြော်ကအခုထိအဲ့ဒီနေရာမှာရှိနေတော့ကိုတွေ့လိုက်ရပါတယ်။ဒီကြက်ကြော်ကိုအနားကခွေးတွေအတွက်ပြစ်ထားခဲ့ပေမဲ့ခွေးတွေကလည်းလာမစားခဲ့ကြပါဘူး။သူမလည်းကြက်ကြော်ကရက်လွန်နေတာလားတခုခုလားဆိုပြီးတော့စဉ်းစားခဲ့ပါတယ်။မတူညီတာတခုကတော့သူမအလုပ်လုပ်နေတဲ့ KFC ဆိုင်ရဲ့ရောင်းအားကရက်အနှဲငယ်အတွင်းမှာပဲတော်တော်လေးကိုတက်လာတာပါ။အဲ့ဒီနေ့ကစပြီးတော့ကြက်ကြော်ကအကြံတော်မှမရှိတော့ပါဘူး။အလုပ်သမားတွေအတွက်အင်ကိုတည်သွားရမယ့်ဟာတွေပါရောင်းခဲ့ရပါတယ်။ဆိုင်မှာလာဝယ်စားတဲ့သူတွေကလည်းအရင်ကနဲ့မတူတော့ပါဘူး။ဟယ်လီလည်းသူမအလုပ်စားလုပ်ကလေးကလူတွေကလာပြီးဝယ်စားကြပေမဲ့အခုလိုမျိုးထူးဆန်းတဲ့ကြက်ကြော်ကိုစားပြီးတဲ့အခါမှာရိုးရိုးမှာစားနေကြအရွယ်အစားထက်ကိုပိုကြီးတဲ့ဟာတွေကိုမှားစားလာခဲ့ကြပါတယ်။ဒါတွေမှမဟုတ်သေးပါဘူး။စားသောသူတွေရဲ့ရုပ်တွေကလည်းပြောင်းလဲလာပြီးတော့သူတို့ရဲ့မျက်နှာကဖြူပွဲဖြူရော်ကြီးတွေဖြစ်လာတာပါ။ပြီးတော့ခန္ဓာကိုယ်မှာလည်းအနီရောင်အဆက်တွေဆိုတာကအနှံ့ပေါက်နေပြီးတော့နှလုံးကလည်းညင်ရဲနေပါတယ်။ကြက်ကြော်စောင့်နေတဲ့အချိန်မှာတော့မှအဲ့ဒီအနီရောင်အဆက်တွေကအကောင်တကောင်ကိုက်နေတယ်လို့မျိုးဖြစ်ပြီးတော့တွေးထွက်တဲ့အထီကိုကုတ်နေကြတာပါ။ကြက်ကြော်စားတဲ့သူတွေကဆိုရင်လည်းတဖြည်းဖြည်းပိုပြီးတော့ကိုများလာခဲ့ပါတယ်။တနေ့မှာတော့ကြက်ကြော်တစ်ခုမှမကြံတော့ဘဲနဲ့နည်းနည်းစောစောကုန်သွားခဲ့ပါတယ်။ဒီလိုနဲ့စားသုံးသူတယောက်ကကောင်တာစီကိုရောက်လာပြီးတော့ကြက်ကြော်တပူးကိုလာမှာခဲ့ပါတယ်။ကြက်ကြော်တပူးလောက်ပေးပါ။တောင်းပန်ပါတယ်
ဒီနေ့ကစောစောကုန်သွားလို့ပါမှားတဲ့သူကလည်းမျက်လုံးကနေရဲနေပြီးတော့နှာခမ်းကိုကိုက်ပြီးစိတ်တူသွားပါတယ်ကြက်ကြော်ကုန်သွားပြီဟုတ်လားဒါဆိုရင်ငါမစားရတော့ဘူးလားဟယ်လီကလည်းမနှက်ဖြန်ကြရင်ပြင်ရပါမယ်လို့ပြောလိုက်ပြီးမှားတဲ့သူကလည်းဆေးဆွဲနေတယ်လို့မျိုးကြက်ကြော်မှမစားရရင်တေတော့မဲ့ပုံပါပဲဒီလိုနဲ့ကောင်နာကလူတယောက်ရဲ့အော်တန်ကြောင့်ထိုင်နေတဲ့သူတွေကသူ့ဘက်ကိုအာယုံပိုဆိုင်လာပါတယ်အနာကလူတွေကလည်းကြောက်တောင်ကြည့်နေကြပြီးကြက်ကြော်ကုန်သွားတာကိုပဲကြားနေခဲ့ရပါတယ်လူတယောက်ကတော့သူ့လက်ထဲကကြက်ကြော်အများကြီးကိုဖွင့်နေခဲ့ပြီးတော့တချို့လူတွေကတော့ဆက်စားနေကြပါတယ်ကုန်နေတဲ့သူတွေကြတော့လည်းတားရဲတကောင်မျက်လုံးတွေနဲ့ကြည့်နေကြပါတယ်ခဏနေမှာတော့မိန်းမတယောက်ကကြက်ကြော်ဘူးကိုတဲလာပြီးတနေရာမှာမတက်ရက်လိုက်ပါတယ်ကောင်နာကလူကချက်ချင်းဆိုသလိုသူမစီကကြက်ကြော်ဘူးကိုလူယူလိုက်ပါတယ်အဲ့ဒီမိန်းမကလည်းသူ့ရဲ့လက်ကိုကန်ပြီးတစ်ချက်ကြည့်လိုက်ပြီးတော့လက်ကိုအားနဲ့ကုန်းကိုက်လိုက်ပါတယ်ခုနကလူလည်းနာကျင်မှုကြောင့်အတန်ချင်ချင်နဲ့អော်လိုက်ပြီးတော့အနားမှာရှိတဲ့သူတွေကလည်းကြက်ကြော်ဘူးကင်ထားတဲ့မိန်းမနာကိုရောက်လာခဲ့ပါတယ်ပြီးတာနဲ့စိတ်ရိုင်းဝင်သလိုမျိုးတယောက်နဲ့တယောက်ကိုက်နေကြပါတယ်ဟယ်လီလည်းအခုအပြစ်တွေကိုရဲကိုအမြင်ဖုံးဆက်ပြီးတော့တိုင်ကြားလိုက်ပါတယ်ဆိုင်မန်နေဂျာကတော့အနောက်ပေါက်ကနေထွက်ပြီးရဲရီလာတဲ့အထိအပြင်မှာပဲနေဖို့မှာကြားလိုက်ပါတယ်ရဲရီလာတဲ့အချိန်မှာဆိုင်တဲကလူတွေအကုန်လုံးကကြက်ကြော်စားရဖို့အတွက်အချင်းချင်းတွေးထွတ်တဲ့အထိတိုက်ခိုက်နေကြတာပါဒီလိုနဲ့ရဲရီကတချို့လူတွေကိုကျင်းဆက်နဲ့ထိန်းချုပ်ပြီးကြံနေတဲ့သူတွေကိုတော့စေးရုံကားနဲ့ခေါ်သွားခဲ့ပါတယ်ရဲတွေကဆိုင်မန်နေဂျာပမာလဲလို့မေးပြီးဟယ်လီကလည်းခုနကသူတို့နဲ့အတူရှိတဲ့အကြောင်းပြောပေမဲ့အခုမတွေ့တော့တာမို့သူမကိုတန်တရားအကြည့်နဲ့ပဲကြည့်လိုက်ပါတယ်မန်နေဂျာကိုလည်းအပြင်မှာမတွေ့ခဲ့ဘူးလို့ရဲတွေကပြန်ပြောခဲ့ပါတယ်ဟယ်လီအလုပ်လုပ်တဲ့ KFC ဆိုင်ကရဲတွေစစ်ဆေးဖို့ရက်အနေငယ်ပိတ်ထားခဲ့ရပြီးတော့ဟယ်လီနဲ့တိုနီကတော့စစ်သားမှာပါတဲ့အရာသားတွေအကြောင်းရဲတွေကိုပြပြခဲ့ပါတယ်ဒီလိုနဲ့စစ်သားထဲမှာရောဆက်ထားတာတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ကြက်ကြော်ထဲမှာတော်တော်ကိုအနေဖြစ်စေတဲ့မူရစ်ဆေးတွေပါနေတာကိုတွေ့ရခဲ့ပါတယ်။အနေရခေါ်သွားတဲ့စားသုံးသူတွေဆိုတာကလည်းပြင်းပြထန်ထန်တရားတွေရရှိသွားခဲ့တာပါ။ဆိုင်ရဲမန်နေဂျာကတော့ကြက်ကြော်ပူရောင်ကောင်းအောင်မူရစ်ဆေးတွေကိုဘယ်သူမှမသိအောင်ထည့်ခဲ့တာဖြစ်ပြီးမန်နေဂျာကသူ့ရဲ့လုပ်ရက်ကအဖမ်းခံရတယ်ဆိုတာကိုသိလိုက်တဲ့အခါမှာတော့နောက်ကိုယ်တော်လှည့်မကြည့်ပဲထွက်ပြေးသွားတာကိုသိခဲ့ရပါတယ်။ဟယ်လီတဲ့အခုလိုအရာတွေကြောင့်လူကိုထိခိုက်သွားတာမျိုးဖြစ်ပြီးတော့သူမမှာအပြည့်ရှိသလိုမျိုးခံစားနေခဲ့ရပါတယ်။တိုနီလည်းဒီလိုမျိုးတွေဖြစ်ရတာကသူတို့အကြောင်းမဟုတ်ဘူးလို့ပြောရင်းနဲ့ဟယ်လီကိုနှစ်သိမ့်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဟယ်လီလည်းဒီလိုမျိုးမူရစ်စေဝါနဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတဲ့သူတွေအတွက်အဆောင်အသစ်လေးတစ်ခုပြင်ပြီးတော့သူတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။